ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာအခုတစ်ပတ်တောက်ကြနေကိုရောက်ရင်1 Friday 125ပြန်ပွဲကြီးကိုကျင်းပပါတော့မယ်1 Friday 125ပြန်ပွဲကြီးမှာကောင်ပွဲစဉ်ဖြစ် Fedex Junior Fighter ဖြစ်တဲ့ Sigma Patch ပွဲထိုးရပါလိမ့်မယ်ခင်ဗျာအဲ့တော့1 Championship ကပွဲနီးလာတဲ့အချိန်မှာပြန်ပွဲအတွက် Sigma Patch ရဲ့လေ့ကျင့်ပြင်ဆင်နေတဲ့ video file တွေကိုလွှင့်တင်ပြီးတော့ပွဲအကြောင်းသတင်းတင်ဆက်လာတယ်ပေါ့လေဒီနေရာမှာထူးခြားလေးတစ်ခုရှိပါတယ်ခင်ဗျာအားကြောင့်လဲဆိုတော့1 Championship ဟာSigma Patch တကူတော့လေ့ကျင့်ပြင်ဆင်နေတဲ့ video file လည်းရှိတယ်။နာမည်ကြီးတဲ့တကယ် daily ကျဲရတဲ့လေ့ကျင့်ပြင်ဆင်နေတဲ့ video file လည်းရှိပါရဲ့နဲ့ကြော်စွာဝင်းတဲ့လေ့ကျင့်နေတဲ့ video file ကိုမှကြော်ညာအသုံးပြုတဲ့နေရာမှာထည့်သွင်းဖော်ပြလိုက်တယ်လဲဆိုတာပဲ။ဒီတော့ဒီသတင်းရဲ့နောက်ဆက်တွဲမှာကျွန်တော်တို့စဉ်းစားလို့ရတာကတော့ကြော်စွာဝင်းဟာ1ကိုရောက်လာမယ်ဆိုတာသိကြသွားပြီဆိုတာဖြစ်ပါတယ်ခင်ဗျ။ကြော်စွာဝင်းဟာFedex Gym ကိုရောက်လာတော့မှ Fedex Gym ရဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ပြိုင်ပွဲတွေမှာကစားသမားဘဝအစပြုရလိမ့်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ဥပါတယ်။နောက်ပိုင်းမှာတော့အပြောင်းလဲဖြစ်လာတယ်။ Fedex Gym ရဲ့တတိကိုယ်တိုင်ကကျော်စော်ဝင်းရဲ့လေ့ကျင့်ပြင်ဆင်ပုံတွေကိုသဘောကျတဲ့အတွက်1 Championship ပြိုင်ပွဲကြီးမှာစပြီးထိုးခိုင်းမှုဆုံးဖြတ်လိုက်တယ်။ဒီတော့1 Friday Fight စီကိုကျော်စော်ဝင်းရောက်ရှိမယ်ဆိုတာအဲ့ဒီကလေးကပဲသေချာနေခဲ့တယ်ခင်ဗျ။နောက်ပိုင်းမှာNick Akin လို့ပုံကောင်မျိုးကနေကျော်စော်ဝင်းကလေ့ကျင့်ပြင်ဆင်နေတဲ့ဓာတ်ပုံတွေကိုလွှင့်တင်ဖော်ပြပြီးတော့ post ရေးသားလာတဲ့အတွက်သိကြတဲ့ကျော်စော်ဝင်းဟာ1 Championship ကိုရောက်တော့မယ်ဆိုတာကိုကျွန်တော်တို့မှန်းဆလို့ရခဲ့ကြတယ်။အခုတော့ Sigma Patch ပွဲစဉ်လေ့ကျင့်ပြင်ဆင်နေပုံနဲ့အတူကျော်စော်ဝင်းကို1ကသူတို့ရဲ့အစိပ်ပိုင်းတစ်ရပ်ဖြစ်နေပြီဆိုတာကိုအသိပေးလိုက်ပါပြီ။ဒီတော့ကျော်စော်ဝင်းရဲ့ပွဲစဉ်ဘယ်တော့ရောက်လာနိုင်မလဲဆိုတာကိုပဲကျွန်တော်တို့စောင့်ကြည့်ရင်ခုန်ကြရပဲရှိပါတော့ခင်ဗျအောက်တိုဘာလ10လပိုင်းထဲမှာကျော်စွာဝင်းရဲ့ပွဲစဉ်ရှိနေတယ်လို့တက်တလုံးမှာသတင်းတွေကြားနေရတယ်ပေါ့လေ1 Championship ဘက်ကအတည်ပြုချက်ကိုဘယ်တော့ပေးမလဲဘယ်ဖိုက်တာနဲ့ကျော်စွာဝင်းကိုပွဲတက်ပေးလိုက်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရင်ခေါ်တော့မှာပဲဖြစ်ပါတော့ခင်ဗျကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ